ဒီမှာလာချင်းကဒီမှာရောက်ရှိလာတဲ့မိသားစုဝင်တွေကိုပျော်စေခြင်းနဲ့ခေတ္တခဏလည်းပျော်စေခြင်းတို့လို့ထာဝရကာလထိတိုင်အောင်လည်းပဲဒီနေ့ဒါတောင်မှဒါကျွန်တော်တို့ရဲ့ကံ၅ပါးထဲမှာမပါသေးဘူးတော့မစိမ့်နဲ့ဆိုတာလေအဲဒီကံ၅ပါးနဲ့စစ်လိုက်လို့ကတော့မဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့လူကလေဟိုရောက်မှာပဲလေကျွန်တော်စိတ်ကထင်လားမထင်ဘူးလားထင်တယ်လုတ်တဲ့ကုသိုလ်လေးကနည်းနည်းလေးဒီနေ့ငါရလူစင်နေကောင်းသူပကောင်းမောမထပ်ပြီမယ်အဲ့တော့မရတဲ့သူတွေနည်းနည်းညလေးချက်ရှိသေးတယ်နောက်တစ်ခါကြိုးစားမယ်နော်နှစ်ပတ်လုံးဒီချိန်မှာနည်းနည်းဟုတ်ပကောင်းသူပကောင်းမောဒီပွားနေနော်နော်အေးသူပဲနော်ဒီကျောင်းမှာအစီခံမှုပေါ့နော်အန်ဒီကိုတာဝန်ပေးတယ်လို့ပဲနေမှာပဲအဲ့မှာအာလူကျော်မတက်တဲ့လူတွေသင်ပေးတယ်လောက်စားစက်ပြမိခင်နေရကြတော့မိခင်ကမပေးတာ